တန်းထဲမှာစာရန်တော်တဲ့တကယ်ချင်းတွေရှိကြတယ်ပေါ့နော်အမြဲတမ်းအဆင့်1နဲ့3ရတယ်တော့တချို့ဆိုရင်အမြဲတမ်းအဆင့်1ကနေမဆင်းတဲ့လူတော်မျိုးတော့ရှိတယ်ပေါ့နော်အဲ့လိုကချမ်းသာနေတာအဓိကတော့ financially independent ဖြစ်နေတာမျိုးတွေရှားတယ်ဆိုတာကို search တွေအရာတဲ့အရွယ်ရောက်ပြီးသားလူတွေရဲ့3ယောက်မှာ1ယောက်သာလင်းတဲ့ financial literacy skills ရှိကြတယ် academic skills တွေကတခုတည်းနဲ့မလုံလောက်တော့ဘဲနဲ့ကျမတို့မှာတခြား soft skill တွေဖြစ်တဲ့အားလုံးပဲမင်္ဂလာပါရှင် financial vigilance post ကနေပြန်လဲကြိုဆိုပါတယ်ဒီတစ်ပတ်မှာတော့ပြောမယ်လို့စဉ်းစားထားတဲ့ခေါင်းစဉ်ပါပေါ့နော်ခေါင်းစဉ်ရလို့တော့မဟုတ်ပါဘူးဘာလို့သွားစဉ်းစားမိလဲဆိုတော့ဒီကျမတို့ငယ်ငယ်တုန်းကအတန်းထဲမှာစာရန်တော်တဲ့တကယ်ချင်းတွေရှိကြတယ်ပေါ့နော်အမြဲတမ်းအဆင့်1နဲ့3ရတယ်တော့တချို့ဆိုရင်အမြဲတမ်းအဆင့်1ကနေမဆင်းတဲ့လူတော်မျိုးတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးစာတွေလည်းတော်ကြတယ်ဒီပြိုင်ပွဲဆိုလည်းဝင်ကြတယ်စိုက်စာကိုပြန်ပွဲဆိုလည်းဝင်ကြတယ်အဲ့လိုမျိုးမှတော်ကြတယ်ဆိုရင်လူတွေပေါ့နော်စာလည်းအရန်တော်တယ်ကျောင်းမှာဆိုရင်ဆရာဆရာမတွေဖူးမုံခံထားတဲ့လူမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေကအခုပေါ့နော်ဟိုအားလုံးတော့မဆိုလို့ပါဘူးအခုပြန်ကြည့်လိုက်တဲ့အခါမှာတချို့တွေကဘဝမှာအရင်ကြီးအောင်မြင်နေတာဆိုတာတော့ကိုတိုင်းတာတဲ့ပြည်တယ်တော့မူတည်တာပေါ့နော်အောင်မြင်နေတာကြီးပွားချမ်းသာနေတာအဓိကတော့ financially independent ဖြစ်နေတာမျိုးတွေရှားတယ်ဆိုတာကိုသတိထားမိရပေါ့နော်တွေ့ရတယ်ပေါ့အဲ့တော့ဒီအောင်မြင်တဲ့သူတွေကြီးပွားတဲ့သူတွေဖြစ်နေကြဘူးပေါ့နော်အဲ့တော့ဒီအကြောင်းမှာသင်ခဲ့ရတဲ့ academic skill တွေကကျမတို့ရဲ့ career life မှာ gate pass အနေနဲ့တော့ဖြစ်တယ်ဒါပေမဲ့ corporate ladder ကိုတက်တဲ့အခါမှာပဲဖြစ်ဖြစ်ကိုအောင်မြင်အောင်ကြိုးစားတဲ့အခါမှာပဲဖြစ်ဖြစ် entrepreneur လုပ်ချင်တဲ့လူတွေရဲ့ entrepreneur mindset မှာပဲဖြစ်ဖြစ်ဒီ academic skills တွေကတခုတည်းနဲ့မလုံလောက်တော့ဘဲနဲ့ကျမတို့မှာတခြား soft skill တွေဖြစ်တဲ့ powerful skill တွေလိုအပ်တယ်ပေါ့နော်အဲ့ဒါဒီ vlog မှာပြောချင်တာကတော့ဒီ powerful skills တွေဖြစ်တဲ့ 6 real life skill ကိုဒီကဆွေးနွေးပါချင်တာဖြစ်ပါတယ်နံပါတ်1ကတော့ creativity skills ပေါ့နော် creative skills လို့ခေါ်တာပေါ့ကျမတို့ရဲ့စိတ်ကူးစိတ်တမ်းတွေနဲ့ပုံဖော်နိုင်မှုတွေဟာကျမတို့အတွက်ဆိုရင်ဒါ powerful currency တွေဖြစ်ကြတယ်ပေါ့စိတ်ကူးစိတ်တမ်းတွေ imagination တွေ creativity တွေဟာ artist တွေအတွက်ပဲအသုံးဝင်တာမဟုတ်ဘဲနဲ့ကျမတို့ရဲ့နေ့စဉ်ဘဝထဲမှာရှိတဲ့innovation mindset problem solving mindset တွေဟာအရေးပါတယ်ပေါ့နော်ဒီ creativity တွေ imagination တွေကဒီ problem solving skill ဖြစ်နေပြောင်းလဲသွားပြီးတော့ကျမတို့ရဲ့နေ့စဉ်ဘဝဒီ career life မှာပဲဖြစ်ဖြစ် personal life မှာပဲဖြစ်ဖြစ်အဓိကရေးပါတဲ့လောင်စာဆီဖြစ်နေအသုံးဝင်တယ်ကျမတို့အကြောင်းမှာ grading ကောင်းကောင်းရခဲ့တာတွေဟာသင်ယူလေ့လာကြမှတ်တဲ့ပုံမှာပဲမူတည်ပြီးတော့ကိုယ့်ရဲ့ imagination တွေ creativity တွေပုံမှာမူတည်ပြီးတော့ကျမတို့ရဲ့ life က success ဖြစ်တဲ့ financial freedom ဖြစ်တယ်မဖြစ်ဘူးတွေအောင်မြင်တယ်မအောင်မြင်ဘူးတွေဆိုတာဖြစ်လာကြတယ်ပေါ့နောက်နံပါတ်2 real life skills ကဘာလဲဆိုလို့ရှိရင် financial literacy ပေါ့အဲ့တော့ budget တွေ saving အကြောင်းတွေ investment အကြောင်းတွေဆိုတာကကျမတို့ရဲ့ဒီကျောင်းစာပညာရေးမှာအမီးအနေနဲ့တော့သင်ခဲ့ရပြီမဲ့တည်ချာချာထဲဝင်သင်ခဲ့ရတာမျိုးမဟုတ်ဘူး unless ပေါ့နော်ဟို specifically finance ကို accounting ကိုယူထားတဲ့လူဆိုရင်တော့တမျိုးပေါ့နော်အဲ့လိုမျိုးယူထားတဲ့လူတွေတောင်မှကိုယ့်ရဲ့ real life မှာ apply လုပ်ဖို့အားနေကြတာရှိတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ research တွေအရာတဲ့အရွယ်ရောက်ပြီးသားလူတွေရဲ့3ယောက်မှာ1ယောက်သာလင်းတဲ့ financial literacy skill ရှိကြတယ်အဲ့တော့ budgeting for rent ပေါ့ကိုကအိမ်ငှားနေရတဲ့လူဆိုရင် rent အတွက်ဘယ်လို budget လုပ်မလဲကိုယ့်ရဲ့ grocery အတွက်ဘယ်လို budget လုပ်မလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ saving အတွက်ဘယ်လို budget လုပ်မလဲဆိုတော့ financial skills တွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာ financial stable ဖြစ်ဖို့အတွက်အရန်ကိုအရေးပါတဲ့ skills တွေဖြစ်တယ်အဲ့တော့ယနေ့ကဘာမှာကျမတို့က top ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဘဏ္ဍာရေးဆိုင်ရာစီမင်းစည်းကမ်းတွေကိုလိုက်နာတတ်အောင်သင်ယူရမယ့်အပြင်ပို့ပြီးတော့ explore လုပ်နိုင်တဲ့ mindset ရှိအောင်လဲကိုကအမြဲတမ်း update လေ့လာနေဖို့လိုအပ်တယ်ပေါ့နံပါတ်3ကကြတော့ communication skills ဒီ communication skills ကတော့ဒီ skills 6ခုထဲမှာဆိုလို့ရှိရင် most in demand skill for today job market လို့တော့ပြောရမှာမသိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ communication skills ကကျမတို့ကဘာပြောတယ်ဆိုတာထက်ဘယ်လိုပြောတယ်ဘယ်လိုပေါင်းတင်ဆက်ဆံတယ်ဘယ်လို message ကို deliver လုပ်တယ်ဒီပုံမှာမူတည်ရပေါ့ကျမတို့ဘယ်လိုပြောဆိုဆက်ဆံတယ် email ရေးတယ်ဆိုတာတွေက
ဘသူကကျမတို့ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို mention လုပ်တာဖြစ်ပြီးတော့ဒီပြောဆိုဆက်ဆံမှုအပေါ်မှာမူတည်ပြီးတော့ကျမတို့ဟာ reliable person ဖြစ်တယ်မဖြစ်ဘူး trustable person ဖြစ်တယ်မဖြစ်ဘူးဆိုတာမူတည်တာဖြစ်တဲ့အတွက်ကြောင့်လို့ကျမတို့ရဲ့ communication skills ကလည်းအရန်အရေးကြီးတယ်ပေါ့နော် number 4တစ်ချက်ကတော့ဗာလဲ networking skills ပေါ့ networking skills ကပေါင်းသင်းဆက်ဆံရေးဆိုတာကြတော့နားထောင်ကြည့်တော့ very simple ပဲပေါ့နော်ဒါပေမဲ့ဒီဟာကလည်း one of the most vital important real life skills တစ်ခုပဲဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေကဘယ်သူနဲ့တည်တယ်ဘယ်လောက်တည်တယ်ဘယ်လိုလူတွေနဲ့ပေါင်းသင်းဆက်ဆံတယ်ကိုယ့်ပတ်ဝန်းကျင်မှာဘယ်လိုလူတွေနဲ့ဝန်းရံထားတယ်ဆိုတာတွေကဒီ relationship တွေ friendship တွေဟာဆိုလို့ရှိရင်ကိုဘယ်လို maintain လုပ်တယ်ကိုဟာလည်းသူတို့ဘယ်လို maintain လုပ်တယ်ပေါ့မှာမူတည်နေတာဖြစ်တဲ့အတွက်အများကြီးအရေးပါတယ်ပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုကြာရှုံးမှုတွေဟာဆိုလို့ရှိရင်ကိုနဲ့ပေါင်းသင်းဆက်ဆံနေတဲ့လူတွေကနေပြီးတော့ဘယ်လိုမျိုး valuable advice တွေရတယ်နောက်ဒါမှမဟုတ်ဘယ်လို support ရတယ်ဘယ်လို referral ရတယ်ကိုကနေပြီးတော့လေသူတို့ကိုဘယ်လိုပြန်ပြီးတော့ support လုပ်နိုင်တယ်ပြီးရင်ကိုဟာသူတို့အတွက်ယုံကြည်ရတဲ့လူဖြစ်တယ်လို့သူတို့ဟာလည်းကိုအတွက်ယုံကြည်ရတဲ့လူဖြစ်တယ်မဖြစ်ဘူးဆိုတာတွေအားလုံးဟာဒီ networking skills ပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ strong and good reliable networking ကိုတိစောက်ထားနိုင်ဖို့အရင်ကိုအရေးကြီးတယ်ပေါ့နော်နောက်နံပါတ်5 skills တစ်ခုကတော့ဘာလဲဆိုရင် emotional intelligence ပေါ့ emotional intelligence ကကြတော့ကိုယ့်ရဲ့ own emotion တာမကဘဲနဲ့သူများရဲ့ emotion ကိုပါဘယ်လို manage လုပ်နိုင်လဲ handle လုပ်နိုင်လဲဆိုတာကိုကောင်းစွာနားလည်ခြင်းဟာအောင်မြင်မှုကိုတွားရလမ်းမှာအရေးပါတယ်ဥပမာလုပ်ငန်းခွင်ရဲ့ stress တွေ workplace conflict တွေကိုဘယ်လို handle လုပ်တယ်လဲဆိုတာဟာ emotional intelligence နဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တယ်ပေါ့နော် easily to piss off ဖြစ်တာလားဖြစ်ရှင်ငေါ့လာမထီးနဲ့မခံဘူးဆိုတာမျိုးဖြစ်တာလားဆက်ဆက်တီးမခံဖြစ်တာလားအဲ့ဒါတွေဟာကောင်းတယ်လို့တော့ရှိပေမဲ့တချို့နေရာတွေမှာလိုအပ်တာများလေကိုယ့်ရဲ့ emotion ကိုကောင်းစွာ intelligently handle လုပ်နိုင်ဖို့ဟာကိုယ့်ရဲ့ life မှာ success ဖြစ်ဖို့အဲ့လိုပဲ financial freedom ဖြစ်ဖို့လုပ်တဲ့နေရာမှာဆိုလို့ရှိရင်လည်း invest လုပ်တဲ့အခါမှာဟာတက်သွားပြန်ပြီဆိုပြီးတော့အရန် aggressive ဖြစ်တယ်ဟာကျသွားပြန်ပြီဆိုပြီးအရန် depression ဖြစ်လာမျိုးတွေမဖြစ်ဘဲနဲ့ကိုယ့် emotion ကိုကောင်းစွာ intelligence လုပ်ပြီး investment ကို handle လုပ်နိုင်မယ်ဆိုလို့ရှိရင်လည်းfinancial freedom ကိုဖြစ်ပေါ်စေနိုင်တယ်ပေါ့နောက်နံပါတ်6ကကြတော့ hands on life skill တွေပေါ့ဒီဟာမျိုးကြီးလဲဆိုရင်အရေးပေါ်အသက်ကယ်နည်းလို့ဟင်းချက်ပြုတ်နည်းလို့အိမ်မှုကိစ္စရှင်းလင်းနည်းလို့အချုပ်အလုပ်ပညာတို့ဒါတွေကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်စရာတော့မလိုဘူးဒါပေမဲ့ basically တော့သိနေဖို့လိုအပ်တယ်ဘယ်သူမှမသိနိုင်ဘူးဒီပညာတွေဟာတစ်ချိန်ချိန်မှာကိုယ့်ရဲ့ survival mode ဖြစ်လာနိုင်တယ်ဆိုတာကိုဘယ်သူမှမသိနိုင်ဘူးဥပမာကိုကအဝေးတနေရာတယောက်တည်းရောက်သွားတဲ့အခါမှာထမင်းအိုးဆိုရင်ခလုတ်နှစ်ရုံကတော့ဘာမှလောက်တာမဟုတ်ဘူးဆိုတဲ့လူမျိုးတွေဂုဏ်ယူစွာပြောခဲ့တဲ့လူတွေကအဲ့လိုတယောက်တည်းရှင်သန်ရတဲ့အခါမှာ survive လုပ်ဖို့ခက်ခဲတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးhands on life skills လေးတွေကိုလည်းကိုက expert level မဟုတ်ရင်တော့ basically သိမယ်ဆိုရင်ဒါကိုယ့်ရဲ့ life saver ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့တစုံတရာအကျိုးရှိနိုင်မယ်လို့ယူဆပါတယ်ဒီလိုမျိုးmoving fast pace ဖြစ်နေတဲ့ကမ္ဘာကြီးမှာရှင်သန်ဖို့အတွက်ဆိုရင်ကျမတို့က academic skills တစ်ခုလည်းမဟုတ်ဘဲနဲ့ဒီလိုမျိုး real life skills တွေကိုသိထားဖို့လည်းလိုအပ်ပါတယ် career မှာ success ဖြစ်ဖို့ပဲဖြစ်ဖြစ် financially independent ဖြစ်ဖို့ပဲဖြစ်ဖြစ် financial objectives တွေပြည့်မီဖို့ဖြစ်ဖြစ်သုံးဝင်လိမ့်မယ်လို့ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်